Hi 皆さんこんにちは新幹線 reading လေးရဲ့ morning Jew ခေါ်လေးကိုဆက်ပြီးတော့ဖတ်ကြမယ်နော်ဒါဆိုရင်ခိုးတိုးပါလေးတွေကိုတွားကြည့်ပါမယ်ရှာအင်းကတော့ဝန်တန်းကုမ္ပဏီဝန်တန်းဖြစ်ပါတယ်အツမဲရုစုဆောင်သည်စုဝေးသည်ဆိုင်ခင်လက်တလောခုတလောဖူတိုရုဝလာတယ်ဆိုတဲ့အတိတ်ပေါ့နော်အဲဒီဒါဆိုရင်တိုးကြီးလေးကိုတွားကြည့်မယ်ဝါတရှိဝါ社長の趣味についてどのように言っていますか私それသူကပေါ့နော်ဒီရှာချောရဲ့ဝါသနာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောနေပါလဲတဲ့ဒါဆိုရင်ရှာချောရဲ့ဝါသနာကအဲ့ဘာတွေလဲသွားကြည့်ကြမယ်နော်私は去年働き始めましたが私の会社の社長は趣味が多い人ですကျွန်တော်ကမနှစ်ကစပြီးတော့အလုပ်လုပ်ခဲ့ပေမဲ့လို့私の会社の社長သူ့ရဲ့ကုမ္ပဏီတစ်ထည်ကတော့趣味が多い人ですဝါသနာတွေကအရန်ကိုများတဲ့လူတစ်ယောက်ဖြစ်ပါတယ်တဲ့社長は去年から歌を習い始めましたသူ့ရဲ့တစ်ထည်ကဒီမနှစ်ကစပြီးတော့တခြင်းတွေကိုစပြီးတော့လေ့လာသင်ယူခဲ့ပါတယ်တဲ့月に一度တလားမှာတစ်ကြိမ်ရှာအင်းအိုရှခုရိုနီအツမဲဝန်ထမ်းတွေကိုဒီစားတောက်ခန်းမှာစုဝေးပြီးတော့ခါကြတော့ဂျီဘွန်နိုဥတာကိုခိခါဆေမတ်သူရဲ့ကိုရဲ့သူကိုယ်တိုင်နဲ့ဒီတချင်းတွေကိုပေါ့နော်ရှာချောင်းကနေပြီးတော့နားထောင်စေပါတယ်တဲ့ဥတာမှာဟေတာတေဝနိုင်နော်ဒစငါဒီတချင်းတွေကညံ့တယ်လို့မဟုတ်ပေမဲ့လို့ပေါ့နော်私は聞いているとကျွန်တော်ကတော့ကြားလိုက်တယ်ဆိုရင်ပဲနေမှုခုနာထက်ရှိမှအိတ်ချင်လာပါတယ်တဲ့ခိုင်ရှာနိနီနန်စတိုမက်တေအီရုခါတိုဆန်ဝဒီကုမ္ပဏီမှာနီဂျူနန်စတိုမက်တေအီရုခါတိုဆန်ဝနှစ်20လောက်အလုပ်လုပ်နေတဲ့ခါတိုမစ္စတာခါတိုကတော့တဲ့ရှာချောကဗိုင်ယိုလင်ကိုနာရတဲ့အီတာတိုခီနိုဟိုကတိုင်ဟန်ဒတာတိုအီမတ်သူတို့ရဲ့တတိကဒီဗိုင်ယိုလင်ကိုသင်ယူတဲ့အချိန်တုန်းကတော့ပို့ပြီးတော့ခက်ခဲတယ်လို့ပြောပါတယ်တဲ့社長は最近ケーキ作りも始めましたတတိယဆိုလို့ရှိရင်အခုတလောကိတ်မုတ်ပြုလုပ်တဲ့မျိုးကိုလည်းပဲသူကစပြီးတော့သင်နေပါတယ်တဲ့家で作ったケーキを会社に持ってきてအိမ်မှာပြုလုပ်ထားတဲ့ကိတ်မုတ်ကိုကုမ္ပဏီကိုယူလာပြီးတော့ရှာအင်းနိထားပဲစာဆဲမတ်ဒီဝန်ထမ်းတွေကိုစားခိုင်းပါတယ်စားစေပါတယ်ဝီရှိနိုဒက်ဆန်ကအရသာကကောင်းပေမဲ့လို့ဝတ္တရှိဝါဆိုင်ရင်ကုတုတေရှိပါမတ်တာအခုတလောကျွန်တော်ကတော့ဝနေလို့ပါတဲ့ဝလာလို့ပါတဲ့အဲ့တော့ဒီမှာချွေလေးမှာကတော့ violin ဆိုတာတရောဖြစ်ပါတယ်နော်အဲ့တော့ဝတ္တရှိကဒီရှာချောရဲ့ဝါသနာနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောနေပါလဲဆိုတဲ့ဟာလေးကိုနေတို့ကတွားပြီးတော့ယူကြမယ်နော်スキに一度食堂に集められるのが嫌です。တလားမှာတစ်ချိန်စားတောက်ခန်းမှာသူစုဝေးရတာကိုမကြိုက်ဘူးတဲ့ဗိုင်ယိုလင်ကဟေတာနာနော်တဲ့ဒါရန်တက်ဗိုင်ယိုလင်ကသူညံ့တဲ့အတွက်ကြောင့်မို့လို့ပင်ပန်းနေတဲ့ကေခီကမာစုခုတဲ့ကိတ်မုတ်ကအရသာမကောင်းတဲ့အတွက်ကြောင့်မို့လို့အာမာရိထားပဲလာလဲမာဆန်သိပ်မစားနိုင်ပါဘူးတဲ့歌を聴くと眠くなるので困っています。တခြင်းကိုနားထောင်လိုက်ရင်အိတ်ချင်လာတဲ့အတွက်ကြောင့်မလို့သူကဒုက္ခရောက်ရပါတယ်တဲ့။အဲ့တော့တတိယဝါသနာနေနဲ့ပတ်သက်ပြီးတော့သူဘာဖြစ်လဲ။ဒီကိတ်မုတ်နဲ့ပတ်သက်ပြီးတော့လည်းတိတ်မပြောထားဘူးပေါ့နော်။တလားမှတစ်ချိန်ဒီစက်တောက်ခန်းမှာစုဝေးရတာကသူအီရဖြစ်တယ်လို့မပြောသွားဘူးပေါ့နော်။ဗိုင်ယိုလင်ဟေတာဖြစ်တာကသူကိုယ်တိုင်မဟုတ်ဘူးပေါ့နော်။တတိကဗိုင်ယိုလင်ကိုသင်တဲ့အချိန်တော့တိုင်းဟန်ပင်ပန်းတာပေါ့နော်ပင်ပန်းနေခက်ခဲတယ်လို့အဲ့ဒါလည်းတတိသူကိုယ်တိုင်သူမဟုတ်ဘူးပေါ့နော်ကိတ်ခီကလည်းမကောင်းတဲ့တော့သိမစားမဟုတ်ကိတ်ခီကကောင်းတယ်လေဝိရှိတဲ့စငါလို့ပြောသွားတဲ့အတွက်ခုတရဲ့ဝါနန်းမှန်ဟိုင်ရုံးပန်တဲ့တချို့ကိုနားထောင်လိုက်တယ်ဆိုရင်ပဲသူ့အတွက်အိတ်ချင်လာတာကအကျဉ်းဒုက္ခရောက်တယ်တတိဖြစ်နေတဲ့အတွက်သူဝန်ထမ်းတွေအားလုံးကစုစည်းရတယ်လေတရားမစုလို့လည်းမရအောင်နားထောင်လည်းမရအောင်သူဒါကိုနားထောင်လိုက်တယ်ဆိုတာနဲ့အိတ်ချင်လာတာကသူ့အတွက်ဒုက္ခရောက်ရတာပေါ့နော်ဟိုင်ဒါဆိုရင်ရုံးပန်လေးဖြစ်ပါတယ်နော်ဥတာကီကူတို့နေမှုခုနာတို့နော်တဲ့ခွန်မထိတ်မတ်ဟ
Hi ကိုရီးတဲ့ eJodes နောက်တစ်ပတ်မှာပြန်ပြီးတော့တွေ့ပါမယ်မာထနဲ့